စာရေးဆရာဇော်ထူးတယောက်တော့ရန်ကုန်မှာစာရေးရတာစံမဝင်တာနဲ့နေမျိုးလေးစီထွက်လာခဲ့တယ်အင်းတောင်ပေါ်မျိုးလေးတော့ရောက်လာပြီးဟိုကောင်ပြောတဲ့အိမ်ရှာရမယ်အမန်ဒီကောက်အိမ်ကရှေးဟောင်းအိမ်ဆိုပေမဲ့ခန်းခန်းနာနာပါလားဘယ်သူမှမရှိဘူးဆိုတော့ငါတယောက်တည်းလွတ်လွတ်လပ်လပ်စာရေးရတာပေါ့ဇော်ထူးတယောက်ရန်ကုန်ကသူ့တငယ်ချင်းပေးလိုက်တဲ့အိမ်တော်နဲ့ဖွင့်ပြီးအိမ်ထဲဝင်လိုက်တဲ့အချိန်မှာဖက်ခုနက်ဖြတ်သွားတာဗာလဲဟာဖြူဖြူလေးနဲ့ဇော်ထူးတယောက်အခန်းထဲမှာအဝတ်စားလဲနေတော့နောက်ကျောဘက်ကအေးစိမ့်စိမ့်ခံစားမှုမျိုးဖြစ်လာလို့အောက်မှာဒီပုံစံနဲ့6လို့ငါကြောက်ပါမလားချစ်စရာတော့ကောင်းသေးမမရေအခုရောက်လာတဲ့လူကညီမလေး6တာကြောက်လဲမကြောက်ဘူးလူပုံကတော့ချောသားအဲပြီးတော့ညီမလေး6တာချစ်စရာတော့ကောင်းတယ်လို့ပြောလိုက်သေးတယ်ဟုတ်လားကြီးကြသေးတာပေါ့မမ6ပြမယ်ညီမလေးဒီလူကြောက်ကိုကြောက်ရမယ်ဟာနောက်တစ်ယောက်ပါလားမင်း6တာနည်းနည်းတော့ကြောက်ချင်တယ်လို့ပဲအယုတ်ချောချောလေးနဲ့အပြဲပြီးအော်တာမကောင်းဘူးတော့တစ်စိမ်ပါလေးဒီလူကို6ရတာစိတ်ညစ်စရာကြီးလူကိုများအပြဲအော်တာမကောင်းဘူးလေးပါလေးနဲ့ဟုတ်တယ်နော်မမညီမလေးတို့ကိုများကြိုက်နေလားမသိဘူးညီမလေးရဲ့လူကတစ်စေကိုကြိုက်ပါမလားကွယ်မသိဘူးမမညီမလေးတော့ဒီလူကိုရင်ခုန်နေပြီဒါနဲ့ပဲတစေမလေးတွေဟာစာရေးဆရာဇော်ထူးကိုချစ်မိသွားကြပြီးအမျိုးမျိုးစာနှောက်ကြတာပေါ့မင်းတို့တွေဒီလိုလုပ်နေကြရင်ငါကစာဘလို့ရေးရမှာတော့ရှင်ပြင်းနေလားကျမတို့ကပြမယ်လေအင်းငါတော့ဒီတစေမလေးတွေနဲ့တော့ဝတ္ထုတစ်ပုဒ်တောင်ရေးလို့ပြီးပါဦးမလားဇော်ထူးဟာတစေမလေး2ယောက်နဲ့ကြီးစဲရင်းနဲ့သူကိုယ်တိုင်လည်းတစေမလေးတွေကိုချစ်မိသွားတယ်အကိုဇော်ထူးကိုညီမလေးတို့2ယောက်အရန်ချစ်တယ်အကိုနာမည်သိနေတာလားညီမတို့နာမည်လေးလည်းပြောကြအောင်လေတစေမလေးတွေရေးကျမကသူစာညီမလေးနာမည်ကမူရပါအကိုဇော်ထူးအကိုကလည်းသူစာနဲ့မူရကိုအရန်ချစ်တယ်ကွယ်ဒီလိုနဲ့ဇော်ထူးတယောက်တစေမလေး2ယောက်နဲ့ချစ်ကြည်နူးပြီးပျော်ရွှင်နေတာပေါ့ကိုဇော်ထူးရေမိအောင်ဖမ်းတော့မိအောင်ဖမ်းညီမကိုမိအောင်ဖမ်းတော့တစေမလေး2ယောက်ကအရန်ကိုကြည်စဲတော့ဇော်ထူးခမညာသူတို့နဲ့ပေါင်းတင်ပြီးအတူနေခြင်းစိတ်တွေအရန်များလာတယ်သူစာနဲ့မူရတို့ရေညီမတို့နဲ့အတူနေခြင်းနဲ့မဖြစ်နိုင်ဘူးထင်တယ်အကိုရေညီမတို့လည်းအတူနေခြင်းတာပေါ့အကိုဒါပေမဲ့တစေနဲ့အတူနေမိရင်အကိုသေးမှာဟုတ်တယ်ညီမတို့အကိုကိုမသေးစေချင်ဘူးအကိုတော့အတူနေခြင်းတာပဲတည်တယ်ညီမတို့ရေတစေမလေးတွေခမညာသူတို့ချစ်ရသူနဲ့အတူနေခြင်းပေမဲ့မဖြစ်နိုင်တော့ဝမ်းနေကြတာပေါ့ကိုဇော်ထူးကိုတနာလိုက်တာညီမလေးရေညီမလေးကကိုဇော်ထူးကိုအရန်ချစ်တာအခုတော့သမီးလေးရေနေကောင်းအောင်နေတော့အခြားဘာမှမစင်စားနဲ့ဟုတ်တယ်မိမနေကောင်းအောင်ဒါလောက်ကောင်းသွားမှာပါမိမရေမယောဂအကြောင်းညီမအတိဆုံးပါအကိုရေအမေသမီးဆုံးသွားရင်ချက်ချင်းမြေချပေးတော့အမေဘာဖြစ်လို့လဲသမီးရေအေးပါမိမရေချက်ချင်းတချို့ပေးပါမယ်တစေမလေး2ယောက်ကတော့စာရေးဆရာဇော်ထူးနဲ့ပေါင်းရဖို့အရေးနီးလန်းရှာကြတာပေါ့မမရေစဉ်းစားစမ်းပါအောင်ဘလို့နီးလန်းများရှိမလဲလို့အကိုတည်သွားမှလဲစိုးရိမ်မိတယ်မမစဉ်းစားအောင်မယ်အင်းဖိုးဖိုးကြီးကိုများမေးကြည့်ရင်ကောင်းမလားကောင်းတယ်မမအခုသွားမေးရအောင်ဖိုးဖိုးသမီးတို့လူသားတယောက်နဲ့လက်ထပ်ချင်တယ်ဟေးလူသားနဲ့လက်ထပ်ရင်အဲ့ဒီလူသားအသက်ဆုံးရှုံးသွားမှာပေါ့ဟုတ်တယ်ဖိုးဖိုးသူအသက်ဆုံးသွားမှလည်းမလို့ချင်ဘူးသူနဲ့လည်းလက်ထပ်ချင်တယ်အေးငါစဉ်းစားမိတဲ့နီလန်တစ်ခုကတော့မင်းတို့အခုလောလောလတ်လတ်တည်ထားတဲ့မင်းကလေးအလောင်းတစ်ခုတည်းဝင်လိုက်ပေါ့ဒါဆိုမင်းတို့သဘောကျနေတဲ့လူနဲ့ပေါင်းလို့ရပြီပေါ့အဲယောက်ျားလေးအလောင်းနဲ့တော့မဝင်မိစေနဲ့ပေါ့မလေးရေဟိုမှာအတူပချလာတယ်မင်းကလေးအလောင်းများလားမသိဘူးဟုတ်မယ်ထင်တယ်မမညီမအရင်သွားကြည့်လိုက်မယ်ဟဲ့ညီမလေးမမအရင်သွားမယ်လေမရဘူးညီမလေးဝင်ပြီးမမကြီးမူရဟာသူ့မထက်ဦးအောင်မင်းကလေးအလောင်းနဲ့ဝင်ခဲ့တယ်မူရဝင်ပြီးတဲ့နောက်မင်းကလေးအလောင်းဟာအသက်ပြန်ရှင်လာတယ်ဟဲ့သမီးလေးလှုပ်နေတယ်လာကြပါအောင်သမီးလေးအသက်ရှင်နေသေးတယ်ကိုဇော်ထူးပင်မှာလဲကိုဇော်ထူးကရောဘယ်ကဇော်ထူးလဲသမီးရဲ့ဒီမှာသမီးအောင်ကြအောင်ကြော်လေကဲနောက်မှပြောကြသမီးကိုအိမ်ခေါ်သွားရအောင်ရှင်ကျမနားမလာနဲ့ထွက်သွားနာကမင်းအောင်ကြလေအောင်ကြော်လေမသိဘူးဘာအောင်ကြလဲကျမကိုဇော်ထူးစီသွားမယ်ဘာဇော်ထူးလဲမင်းဘယ်မှမသွားရဘူးအခန်းထဲမှာနေလိုက်တော့ခတ်ထားခဲ့မယ်ယောက်ျားရည်သမီးလေးအသက်ပြန်ရှင်လာကလေးကဇော်ထူးစီသွားမယ်ဆိုတာပဲပြောနေတယ်သူ့ယောက်ျားလည်းမမှတ်မိတော့ဘူးအေးငါထင်တာတော့သမီးကိုယ်ထဲမှာအခြားတစ်ယောက်ရဲ့ဝိညာဉ်ဝင်နေတယ်လို့ထင်တယ်ဖះဘာတွေဖြစ်ကုန်တာလဲဘာပဲဖြစ်ကျမတို့သမီးလေးဟာကျမတို့သမီးလေးပဲပေါ့ကိုဇော်ထူးနဲ့မပေါင်းရရင်အသက်မရှင်ချင်တော့ဘူးမ
မင်းကလေးရဲ့မိဘတွေကတော့သူ့သမီးလေးအသက်ရှင်နေဖို့ပဲလိုတယ်လို့သဘောထားပြီးဇော်ထုစီပို့ပေးလိုက်ကြတယ်သူ့အရင်ယောက်ျားကိုတော့ဖြောင်းဖြပြီးကွာရှင်းခဲ့ကြတယ် ကိုစောထူးရေကိုစောထူးညီမကမူရလေး ဟာ ဒီကိုလေးဝင်ထား မူရ တာ ကိုခန္ဓာရသွားပြီပေါ့ ဟုတ်တယ်ညီမမလှဘူးလား မူရတို့နှစ်ယောက်ချစ်ကြည်နူးနေချိန်မှာသူစားတစ်ယောက်ကတော့ကြေကွဲဝမ်းနေနေတာပေါ့ မူရကအရန်လာတာပဲ ဟုတ်လို့လားကိုစောထူးရေ သူစားတို့ဘိုးဘိုးကြီးကတော့သူစားကိုအားပေးရှာပါတယ် ။သမီးရေဟိုမှာအတူပချလာတဲ့အမြန်သာဝင်လိုက်တော့ သွားမယ်နော်ဘိုးဘိုး ဟဲ့သမီးပါဖြစ်လို့ပြန်လာတာလေ ယောက်ျားအလောင်းကြီးဘိုးဘိုးရဲ့ အခုချိန်ထိတော့သူစားတစ်ယောက်ဝမ်းပန်းတနေငိုကြွေးလိုက်သူဝင်လို့ရမယ့်ခန္ဓာကိုယ်ရှာလိုက်နဲ့မျောလင်းရင်းကြံနေခဲ့တော့တယ်